တိတ်ခါရှိရှိရက်တည်နေပေမဲ့တခုလဲဆိုပြီးတော့အလှမယ်ရီကြားမှာနှိမ်ခံနေရတာကြောင့်မျက်ရည်ကျနေရတဲ့ခင်ရနာဆိုရဲ့မိခင်ပရိသတ်များရှင်ခင်ရနာဆိုကအစရောတယောက်နေနဲ့ရက်တည်နေပေမဲ့အလှမယ်တယောက်ဖြစ်တဲ့ငယ်ဘဝအိမ်မက်ကိုအကောင့်ထဲပေါ်ပြီးတော့ Miss Universe မြန်မာ2025မှာဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်ခင်ရနာဆိုကအဆိုတော်အနေနဲ့အားပေးခံရပေမဲ့အလှမယ်အနေနဲ့အရန်ရှုံချခံခဲ့ရတာပါရှုံချခံရတဲ့အကြောင်းရင်းကတော့တခုလက်ဖြစ်နေတာကြောင့်ပါခင်ရနာဆိုကအသက်18နှစ်အရွယ်နဲ့လက်ထပ်လိုက်တာပါအဆိုတော်ဖြစ်လာတဲ့အချိန်ထိလည်းခင်မွန်နဲ့အဆင်ပြေခဲ့ပြီးတော့ပြီးခဲ့တဲ့နှစ်ကမှကွာရှင်လိုက်ကြတာဖြစ်ပါတယ်ဒါကြောင့်မို့အသက်20ကျော်နဲ့တခုလက်ဖြစ်သွားခဲ့ရပါဒါကြောင့်မို့ဆိုင်းရက်ပညာနဲ့မိဘကိုလှုပ်ကြွေးနေရလဲဖြစ်ပါတယ်မိခင်ဖြစ်သူဆိုရင်လည်းခင်ရနာဆိုကိုအခုလိုအလှမယ်ပြိုင်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူးအိမ်မှာလမ်းလျှောက်ချင်နေပေမဲ့လည်းအခုလိုမျိုးပြိုင်လိမ့်မယ်လို့ကိုမထင်ထားခဲ့တာဖြစ်ပါတယ်ဒါအပြင်မိခင်ဖြစ်သူတို့ကဆိုင်းဝိုင်းနဲ့သာကြီးပြင်းလာတာမို့ရေကူးဝတ်စုံတွေဝတ်ပြီးတော့ရှင်ပြိုင်တဲ့အပေါ်မှာလည်းရှက်နေရတာပါအခုနောက်ပိုင်းမှသာခင်ရနာဆိုကတကယ်ကိုစူးစမ်းနေတဲ့အတွက်မိခင်ဖြစ်သူကလည်းလိုက်ပြီးတော့အားပေးနေတာဖြစ်ပါတယ်ဒါပေမဲ့ခင်ရနာဆိုကိုဆက်ပြီးတော့မပြိုင်စေချင်တော့လောက်အောင်အထိကိုမိခင်ဖြစ်သူကစိတ်မကောင်းဖြစ်နေတာပါဒီနေ့ပြိုင်ကြတဲ့အလှမေတွေထဲမှာသူတယောက်တည်းသာအဝေဖန်ခံရဆုံးဖြစ်လို့နေတာကြောင့်ပါတခုလက်ကအလှမေပြိုင်တာလားဆိုပြီးတော့နှိမ်ကြတာတွေကိုမြင်ရတာကမိခင်ဖြစ်သူတယောက်အနေနဲ့ပူလောင်ရပါတယ်တကယ်တော့မိခင်ကိုယ်တိုင်ကသူများမပြောခင်အရင်ဆုံးမထားပေးတာပါတခုလက်မို့အနေထိုင်ဆင်ကြရမယ်ဆိုပြီးတော့ခင်ရနာဆိုးအမြဲဆုံးမတာပါခင်ရနာဆိုးဘက်ကလည်းတခုလက်တယောက်ဖြစ်တယ်ဆိုတာအနေထိုင်မရမ်းပတာဖြစ်တာမျိုးမရှိခဲ့ဘူးဒါပေမဲ့လည်းတခုလက်ဆိုပြီးတော့အလှမယ်မဖြစ်တဲ့လို့ပြောတဲ့အချိန်မှာမိခင်ကမျက်ရည်ကျတဲ့အထီကိုသနာနေရတာပါဝေဖန်ထားတဲ့ comment တွေကိုဖတ်ပြီးတော့ငိုနေတတ်တာဖြစ်ပါတယ်ခင်ရနာဆိုကတော့မိခင်ဖြစ်သူကိုဘာမှလိုက်မခံစားနဲ့ဆိုပြီးတော့အားပေးတတ်ပါတယ်ပြောတဲ့သူတွေအပေါ်မှာတော့စိတ်လုံးဝမစိုးပဲလိုအပ်ချက်ကိုထောက်ပြတယ်လို့သာခံယူတာပါခေရနာဆိုလေလမ်းကြောင်းတစ်ခုပေါ်မှာချင်းချိန်နိုင်အောင်အားနည်းချက်ကိုထောက်ပြတာဆိုပြီးတော့မိခင်ဖြစ်သူကဆုံးမထားတာပါမိခင်ဖြစ်သူကတော့ခေရနာဆိုပြန်ပွဲမှာပါစုပဲရအားပေးဖို့အစဉ်သင်းမှာစူမရခဲ့ဘူးဆိုရင်လည်းနှစ်သိမ့်ပေးသွားမှာပါမိခင်အနေနဲ့ကတော့ငါသမီးစူရရမယ်လို့မခံယူထားပါဘူးစူရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ပြိုင်ပွဲကိုရှင်ပြိုင်တာကအဓိကပါဒါအပြင်တခြားပြိုင်နေတဲ့ပြိုင်ပွဲဝင်တွေအားလုံးကိုလည်းတပြေးညီတဲ့အားပေးနေတာဖြစ်ပါတယ်ခင်ရနာဆိုမှမဟုတ်ပဲတခြားသူလည်းရသွားမယ်ဆိုရင်ဝမ်းသာပေးမယ်ဆိုပြီးတော့စိတ်သဘောထားပြည့်ဝတဲ့စကားတွေပြောလာခဲ့တာပါမိခင်ဖြစ်သူတို့ကငွေကြေးပြည့်စုံတဲ့သူတွေမဟုတ်တာကြောင့်ခင်ရနာဆိုကိုမြစ်တာတွေသာပေးပြီးတော့အားပေးရတာပါတယောက်နဲ့တယောက်မရှိမဖြစ်ဘဝမို့မိခင်ဖြစ်သူအနေနဲ့ကတော့အမြဲတမ်းပျော်ရွှင်စေခြင်းနဲ့စိတ်ပဲရှိတာပါခင်ရနာဆိုကဝေဖန်ခံနေရပေမဲ့လည်းအချိန်တိုအတွင်းမှာအကောင်းဆုံးကြိုးစားနိုင်တာကြောင့်ဝင်နာတီကိုခံမန်းနေကြတာဖြစ်ပါတယ်ဒိတ်ခါရှိရက်တည်နေပေမဲ့တခုလက်ဆိုပြီးတော့အလှမယ်ရီကြားနှိမ်ခံရတဲ့ခင်ရနာဆိုကြောင့်မျက်ရည်ကျနေရတဲ့မိခင်အပေါ်အားပေးစကားလေးတွေပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်